အိမ်မตาအောင်နေမိနေသလားအိမ်တိန်ကตาတယ်မตาဘူးဆိုတာရှိတယ်အိမ်ตาတယ်ဆိုတာအဲ့ဒီအိမ်မှာလူတွေအကုန်လုံးကတက်တက်ကြွကြွရှိကြတယ်ပြီးတော့အကုန်လုံးကအလုပ်လုပ်ကြတယ်ကိုတောင်းဝင်ကိုကြည်ပြုံးစွာလုပ်ကြတယ်တွက်ကတ်ချင်းမရှိအကုန်လုံးညီညီညာညာနဲ့အလုပ်လုပ်နေတတ်ကြတယ်ပြီးတော့တူးနဲ့တူးမေတ္တာတွေဖြန့်ကျက်ပြီးတော့ချစ်စပွဲစကားတွေသာအမြဲပြောကြတယ်နိုးနိုးကြကြနေကြတယ်ပျော်ပျော်ရွှင်ရွှင်နေကြတယ်စိတ်ညစ်စရာမတွေးကြဘူးပြီးတော့ပฏิပတ်ခဆိုတဲ့အရာကိုလည်းတက်ညီလက်ညီမိသားစုဖြည့်ရှင်းတတ်တယ်အခက်အခဲဆိုတဲ့အရာတွေကိုလည်းတက်ညီလက်ညီဝိုင်းပြီးတော့ထမ်းတတ်ကြတယ်ဖြည့်ရှင်းတတ်ကြတယ်အဲ့ဒီအိမ်မျိုးကตาတယ်ตาရတယ်လို့ခေါ်တာမตาရတဲ့အိမ်ကတော့အိမ်မှာ9ယောက်ရှင်9ယောက်စလုံးကအတ္တ9လုံးနဲ့နေတယ်အဲ့ဒီအတ္တ9လုံးတိုက်ပွဲဝင်နေတာနဲ့ပဲတယောက်မျက်နှာတယောက်မကြည့်ဘူးထမင်းစပွဲမှာလူမစုံဘူးအခက်အခဲဖြစ်ရင်တယောက်ကြုံတဲ့အခက်အခဲသူ့ဘာသာပဲသူဖြေရှင်းနေရတယ်လိုတဲ့အချိန်မှမရှိဘူးလိုတဲ့အချိန်ရှောင်ထွက်သွားတယ်ပြီးတော့အိမ်မှာရှိနေတဲ့အခက်အခဲကိုအတူတူဝိုင်းပြီးတော့ဖြေရှင်းကြမယ်ဆိုတဲ့စိတ်မရှိဘူးတကူကောင်းစိတ်ရှိတယ်အိမ်ထဲမှာမตาဘူးထင်ရင်အပြင်ကိုတယောက်တည်းထွက်ပြီးတော့သူ့ဘာသာသူตาရအောင်နေတတ်တယ်အိမ်ထဲကလူတွေရဲ့ခံစားနေရတဲ့ခံစားချက်တွေကိုသူထည့်မစင်စားဘူးအိမ်ပြင်ထွက်သွားရင်သူလွတ်သွားပြီလို့ထင်တတ်တဲ့သူမျိုးတွေဒီလိုလူတွေနေတဲ့အိမ်ကအိမ်မตาတော့ဘူးအိမ်ခြောက်လာတယ်တယောက်နဲ့တယောက်လည်းနှွေးထွေးတဲ့စကားပဲတော့မှမပြောဘူးကြက်ကောင်းစိတ်မခံတလုံးပြောတလုံးပြန်ပြီးတော့ပတ်နေတဲ့သူတွေပဲဖြစ်နေကြတယ်အပြစ်တွေလည်းတယောက်နဲ့တယောက်ပုံချနေတတ်ကြတယ်ဘယ်တော့မှတာတာရရစကားမပြောတတ်ကြဘူးချိုချိုတာတာစကားလည်းဘယ်တော့မှမပြောတတ်ကြဘူးတယောက်နဲ့တယောက်နဲ့အပြစ်တွေတင်လိုက်ကြတယောက်နဲ့တယောက်နဲ့အမားတွေပဲထောက်ပြလိုက်ကြကဲ့ရဲ့လိုက်ကြနဲ့မိသားစုဆိုပေမဲ့လို့မိသားစုနဲ့မတူတော့ပဲရန်သူတွေစုနေတဲ့အိမ်တိန်လိုမျိုးဖြစ်နေတတ်တယ်အဲ့အိမ်ကမပါဘူးအိမ်မပါဘဲနဲ့အိမ်ခြောက်နေတယ်အဲ့တော့လက်တိတ်လာတယ်နောက်ပိုင်းမှာတမိသားစုလုံးတကွဲတပြားစီကွဲထွက်သွားကြတာပဲအဆုံးသတ်တယ်အဲ့ဒါကြောင့်ကိုနေတာဘလို့ပုံစံနဲ့နေနေတာလဲအိမ်မตาအောင်များနေမိနေသလားနေမိနေတယ်ဆိုပြင်ပါဒီမိသားစုကခွန်အားပါခွန်အားအစစ်ဖြစ်တဲ့ကိုမိသားစုထဲမှာပဲပျော်အောင်ဖန်တီးပါအပြင်မှာအပျော်မရှာပါနဲ့ကိုအပြင်မှာတတ်တာမဲ့ထင်တဲ့နေရာတွေရှာပြီးနေလိုက်တာဟာအိမ်မှာဒုက္ခပို့ပြီးတော့ကြီးသွားစေတယ်အိမ်ကပြဿနာတွေပို့ပြီးတော့ကြီးထွားလာစေတယ်ဒါကြောင့်အိမ်ကိုခွန်အားနည်းသွားအောင်မလုပ်ပါနဲ့ကိုခွန်အားအစစ်ကအိမ်ထဲမှာပဲရှိတယ်မိသားစုအချင်းချင်းနှွေးထွေးနေမှသာလျှင်ခွန်အားစစ်ကိုရတယ်မိသားစုအချင်းချင်းရိုင်းပင်းနေမှသာလျှင်ခွန်အားအစစ်ကိုရတယ်ပြင်ပကအားဆိုတာယာယီအားတွေပါတတ္တာမဟုတ်ဘူးအထင်မမှားနဲ့အမြင်မမှားနဲ့ခွန်အားအစစ်ကိုမွေးဖွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်ကြပါစေ